ကဘာမြေပေါ်မှာအချိန်ကိုတိုင်းတာတာဟာရိုးရှင်းတယ်လို့ကျွန်တော်တို့ထင်ကြပါတယ်။ဒါပေမဲ့အာကာသတွေရောက်သွားရင်တော့အချိန်ဆိုတာဟာလုံးဝကိုရှုပ်ထွေးတဲ့ပြဿနာကြီးတစ်ခုဖြစ်လာပါတယ်။ NASA ကအခြားဂျိုတွေပေါ်မှာအချိန်ကိုဘလို့တိတိကျကျတိုင်းတာဖို့စီစဉ်နေလဲဆိုတာကိုဒီတစ်ပတ်မှာဖော်ပြပေးပါမယ်။ကဘာပေါ်မှာတော့ကျွန်တော်တို့ဟာ atomic clock တွေကိုအသုံးပြုပြီးတိကျတဲ့အချိန်တွေကိုဖန်တီးထားပါတယ်။ဒီနာရီတွေဟာအချိန်တွေကိုတညီတညွတ်တေးဖေအောင်ပုံဆက်တွက်ချက်ပေးပါတယ်။ဒါပေမဲ့ဒီ atomic clock တွေရဲ့အလုံးလုံးပုံကိုနားလည်ဖို့ဆိုတာတကယ်ကိုခက်ခဲပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ dress wear အားက atomic clock တွေရဲ့အလုံးလုံးပုံကိုတက်ရောက်မှုရှိပါတယ်။ဒါကြောင့် dress wear အားကွဲပြားတဲ့နေရာတွေမှာအချိန်ဟာလည်းမတူညီတဲ့နှုန်းထားတွေနဲ့လဲပတ်နေပါတယ်။လာနဲ့ Mars ချိုပေါ်မှာဆိုရင်ဒါကပို့ပြီးသိသာလာပါတယ်။ NASA ရဲ့ Space Communications and Navigation အစီအစဉ်ဟာအာကာသယာဉ်တွေအတွက်အသက်သွေးကြောတစ်ခုလိုပါပဲ။ဒီအစီအစဉ်ကဆက်သွယ်ရေးနေရာသတ်မှတ်ခြင်းနဲ့အချိန်တိုင်းတာခြင်းတို့ကိုဆောင်ရွက်ပါတယ်။လာပေါ်မှာ GPS လိုစနစ်တစ်ခုကိုဖန်တီးဖို့ LCRNS Lunar Communications and Navigation Relay System အစီအစဉ်ကိုလည်းလှုပ်ဆောင်နေပါတယ်။အချိန်တိကျမှုဟာအာကာသခရီးစဉ်တွေအတွက်အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။နာနိုစက္ကန့်လေးတစ်စက္ကန့်မတိကျတာနဲ့နေရာသတ်မှတ်မှုကကီလိုမီတာထောင်ပေါင်းများစွာကွာခြားသွားနိုင်ပါတယ်။ဒါကြောင့်အာကာသယာဉ်မှုတွေအတွက်ရောမစ်ရှင်တွေအတွက်ပါအသက်အန္တရာယ်ကင်းရှင်းဖို့တိကျတဲ့အချိန်တိုင်းတာမှုကအလွန်လိုအပ်ပါတယ်။ကဘာပေါ်မှာ24နာရီတင်ရက်ရှိပေမဲ့လာပေါ်မှာဆိုရင်တော့ကဘာရက်ပေါင်း29.5ရက်နဲ့ညီမျှတဲ့ရက်ရှည်ကြီးဖြစ်ပါတယ်။အပိုလိုလိုအစောပိုင်းမရှင်နေမှာဆိုရင် mission elapsed time လို့ခေါ်တဲ့ mission အချိန်ကိုပဲအသုံးပြုခဲ့ပါတယ်။အခုအခါမှာတော့လက်ပေါ်မှာအခြေစိုက်စခန်းတွေတိစောက်ပြီး rover တွေလူသားတွေလှည့်ရှားသွားလာတော့မှချူပါတယ်။ဒါကြောင့်တကဘာလုံးဆိုင်ရာအခြေစနစ်လိုမျိုး coordinated lunar time လို့ခေါ်တဲ့လအချိန်စနစ်တစ်ခုကိုဖန်တီးဖို့လိုအပ်လာပါပြီ။လာပေါ်မှာ coordinate lunar time ကိုဖန်တီးဖို့ဆိုတာအလုံးကိုခက်ခဲတဲ့ပြဿနာတစ်ခုပါ။လာပေါ်ကတက်ဆွဲအားလဲပတ်နှုံနဲ့ကဘာမြေရဲ့အချိန်စနစ်နဲ့ချိတ်ဆက်ဖို့ကိစ္စတွေအားလုံးကိုထည့်သွင်းစဉ်းစားရပါတယ်။ပြီးတော့ကဘာအချိန်နဲ့လာအချိန်ကြားကနေမိတ်ကိုဘလို့သတ်မှတ်မလဲဆိုတာလဲမေခိုးထုတ်ဆရာပါပဲ။ Mars ကျော်ရဲ့တရက်တာကတော့ကဘာရဲ့24နာရီ39မိနစ်ဖြစ်ပါတယ်။လူမျိုးပဲ dress တွေဟာကွဲပြားတာကြောင့် Mars ပေါ်ကနာရီတွေဟာကဘာပေါ်ကနာရီတွေထက်နာနိုစက္ကန့်489ကုန်ပိုမြန်ပါတယ်။ဒါအပြင်ကဘာနဲ့ Mars ကြားအကွာအဝေးကြောင့်ဆက်သွယ်ရေးကြမ်းကြမှုက4မိနစ်ကနေ44မိနစ်အထိရှိနိုင်ပါတယ်။လာဘော်ကနေရရှိလာတဲ့သင်ခန်းစာတွေဟာ Mars ကျော်ခရီးစဉ်တွေအတွက်အလွန်ရေးပါပါလိမ့်မယ်။အချိန်တိကျစွာတိုင်းတာနိုင်ခြင်းဟာအာကာသယာဉ်မှုတွေရဲ့ဘေးဟန်နေရေးကင်းရှင်းရေးအတွက်သာမကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမစ်ရှင်တွေနဲ့ဂျော်တွေကိုစူးစမ်းရှာဖွေဖို့အတွက်အဓိကအထောက်အကူတစ်ခုဖြစ်လာမှာပါ။